အားလုံးမင်္ဂလာပါရှင်ဒီနေ့ကျမတို့ရဲ့ကျမရေးတဲ့အရန်ရေးကြီးတဲ့ခနာကိုသွေးခဲခြင်းကနေကာဝယ်နိုင်မဲ့နီလန်းလေးတွေကိုဖြိုဖျပေးသွားမှာဖြစ်ပါတယ်အစားအသောက်ဖြင့်သွေးကျဲအောင်လုပ်ပါသွေးခဲပြီးမလိုလားတဲ့အနေရည်မထေရအောင်သွေးကျဲစေမယ့်အစားအစာတွေကိုရွေးချယ်စားသွန်းပါကြက်သွန်ဖြူစားပါကြက်သွန်ဖြူဟာသွေးကျဲစေ blood တနာရီထက်တောင်အများကြီးပိုကောင်းတဲ့လို့ဆိုပါတယ်နေ့စဉ်စားပေးပါနနွေးညံ့တန်လွင်စီဖြောတော့ပါနနွေးနဲ့တန်လွင်စီကိုရောက်ဖြောတော့ခြင်းဖြင့်တင်းရဲ့စံကြီးမြင့်သွေးကြောလေးတွေအတွင်းထက်အထိရှင်းလင်းပေးနိုင်ပါတယ်အချင်းတက်စားပါသွေးပစ်တဲ့သူတွေဟာအချင်းကိုကြောက်တတ်တဲ့သူတွေပိုများပါတယ်အချင်းတက်ပါသွေးကျဲစေလို့တမယာရေးချင်းချင်းတမမဟုတ်ကင်ပုံချင်းဟင်းကြိုတောက်တုံပေးပါအခါများစားပေးပါသွေးသေးကြီးတဲ့အားကောင်းဖို့ကြွယ်အခါကြွယ်ဝလက်ကြောင်းရှာခွဲတောက်ငရုတ်ခါရေးယိုဒလွန်စွန်စားတဲ့အရွက်တွေစားပေးတင်ပါတယ်အခါစားမှသွေးလဲပတ်မှုမဖြစ်ပါတယ်။နှစ်ရေမများတောက်ပါ။သွေးခဲတဲ့သူတွေမှာသွေးပြစ်နေလေရှိပါတယ်။သွေးပြစ်ရတာကရေတောက်နေလို့ပါ။ရေပမာဏရေမများတောက်မှသွေးကကျဲလာမှဖြစ်လို့ဒီနေ့ကိုအနည်းဆုံးရေ3လီတာလောက်တောက်ပေးရပါမယ်။ရေနွေးတောက်ပါ။ရေခက်နွေးတောက်တာဟာအကောင်းဆုံးပါပဲ။3ခြေတစ်လုံးလက်ကျင့်ခံလမ်းလျှောက်ခြင်းလုပ်ပါ။အထိုင်များပြီးအိတ်များရင်သွေးလေးပြီးသွေးခဲတတ်ပါတယ်။ဒါကြောင့်နေ့တိုင်းလမ်းလျှောက်ပေးရပါမယ်။လမ်းလျှောက်ပါလမ်းလျှောက်တဲ့အခါခြေလုံးကျွတ်သားတွေညှစ်ပြီးမှသွေးကနှလုံးကိုထွန်းအားနဲ့ရောက်တာဖြစ်ပါတယ်ဒုတိယနှလုံးခြေလုံးနှစ်ခုဟာကျွန်တော်တို့ရဲ့ဒုတိယနှလုံးတွေဆိုတာကိုမမေ့ပါနဲ့နှုံးမှန်မှလမ်းလျှောက်ပေးပါခပ်ဖြည်းဖြည်းခပ်မှန်မှလမ်းလျှောက်ပေးပါသွေးခဲတဲ့အခါခြေထောင်ပိုင်းမှာအဖြစ်များပြီးခဲတဲ့သွေးပါကဦးနှောင်းနှလုံးတွေမှာတော့ပိတ်တယ်လို့အသက်အန္တရာယ်ရှိပါတယ်ဒါကြောင့်မလို့ခုနပြောပြခဲ့တဲ့အချက်တွေကိုဉာဏ်ရှိရှိနဲ့ဂရုစိုက်လှုပ်ဆောင်သွားမယ်ဆိုရင်သွေးခဲခြင်းကနေလွန်မြောက်ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။မှတ်ချက်ယောဂပြင်းထန်လာပြီဆိုရင်တော့နီးစပ်ရာဆရာဝန်နဲ့မပြတ်ကွက်ကုသတဲ့လို့အကြံပြုလိုပါတယ်။ကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ရှင်။ကျမ်းမာကြပါစေ။